မင်္ဂလာပါတဲ့ဒီနေ့ကတော့အင်္ဂါနေ့ရက်စွဲလေးရန်လာရက်စွဲလေးရ9ရက်9လ2026ရက်စွဲလေးရန်လာတယ်နော်အညီကောင်မတွေအားလုံးကိုဒီနေ့အင်္ဂါနေ့9ရက်9လ2026မှာမနေ့ကတင်းလာနေ့က3ညနေကျတော့8တက်ရ6ခွန်3ထိတ်134ထိတ်နောက်ဘက်က6ခွန်8 6ခွန်8အဲ့ဒါလေးကက်လဲကက်ပြထားတယ်တင်လဲတင်ပြထားတယ်ညီကောင်မောင်မတွေဝင်ကြည့်လို့ရတယ်အဲ့မှာ तू ကထိတ်တူနောက်တူဘာတွေ့လဲဆိုတော့66ခွန်ခွန်တွေ့အညီကောင်မောင်မတွေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ6ဘူးခွန်ဘူးနဲ့60ခွန်တစ်ကွက်အားထိုးထိတ်နောက်ကတ်ချင်လက်ကတ်တော်တော်လှတယ်နော်အဲ့တော့ main ကိုကြည့်ရင်တော့9ခွန်ထိတ်13ထိတ်5ထိတ်စီလေးလုံးနောက်ဘက်က6ခွန်8ကပ်ပေါ့အထူးက6 8ကပ်လိုက်ပေါ့အောင်မြင်ပါစေဒီနေ့အင်္ဂါနေ့မွေးနေ့ပါလို့လဲဆိုတော့အမိုက်ဒီကောက်တယ်ပေါ့မြောင်းနေအမိုက်ဒီရှင်းတယ်ပေါ့ပြီးတော့ထောပတ်ပင်အားလုံး6ပင်ရှိတယ်ထောပတ်သီးလေးတွေစားပြီးတော့ပြိုးထားတဲ့အပင်ကထောပတ်ပင်က6ပင်ရှိတယ်အဲ့ဒါလေးတွေဟိုမှာအေရှိယကိုအေရှိယဟိုမှာလမ်းပေါ်တစ်ပင်လေးတွေဆက်ရတာပေါ့အထိမ့်မှတ်တစ်ခုကတော့ဒီနေ့အင်္ဂါနေ့အင်္ဂါသမီးမွေးနေ့မှာထောပတ်ပင်စိုက်တယ်ပေါ့အဲ့ဒါရွှေငွေဥစ္စာတွေထောပါစီနော်ထောပတ်တန်များနဲ့ကွထောလေးပေါ့အဲ့ဒါညီမမတွေအားလုံးဒီနေ့ထွက်ပေါ်လာတဲ့နနကင်းထွက်တဲ့နေမင်းသူတွေဒီလဲကျမ်းမှချမ်းသာပါစေမိုးကလည်းအုပ်တယ်နေလဲထွက်ချင်နေတယ်အဲ့ညီကောင်မတွေအားလုံးမနက်မှနေမင်းညမှလာမင်းနေမင်းလာမင်းအဲ့ညီကောင်မများအားလုံးနဲ့3ည1 8တရာ6ခွန်3ထိတ်134ထိတ်တွေ့တယ်နောက်ဘက်က6ခွန်8 6ခွန်8နောက်ဘက်တွေ့တယ်အဲ့တော့ကပ်ပြထားတဲ့ညီကောင်မတွေထိတ်တူနောက်တူ66ခွန်ခွန်အပူရှိမဲ့60ခွန်တစ်ပေါက်ရှိမှာပေါ့နော်အမိန်ကွက်အနေနဲ့ဆိုတော့9ခွန်ထိတ်13ထိတ်5ထိတ်စီလေးလုံးပေါ့နောက်ဘက်က6ခွန်8ကတ်လည်းရတယ်6 8ကတ်လည်းရတယ်ရောင်းမကြီးကမောင်မများအားလုံးမတို့ကတော့နေတိုက်လေးပဲပြောတာဆိုတော့စိတ်ဝင်စားလေးများဝင်ကြည့်မယ်မန်လေးတွေရေးမယ်အသေးလေးတွေထောင်းမယ်မရှင်းတာရှိရင်တီးကြ message ကလာပြောလို့ရတယ်Viber နံပါတ်တွေလည်းပေးထားတယ်ဝင်ကြည့်လို့ရတယ်နော်အားလုံးညီကောင်မောင်မများအားလုံးပျော်ရွှင်ပါစေ